ဒီနေရာရဲ့နာမည်ကတော့ Piazza San Marco လို့ခေါ်တာပေါ့နော်ဒါကတော့ church ပေါ့ပြီးရင်ဒီနေရာအရင်တော့ဆိုရင်ဒါအစိုးရအဆောက်အအုံပေါ့နော်ဒါ Republic of Venice ဆိုပြီးရှိခဲ့တယ်အရင်တော့ Venice ကသူကနိုင်ငံတစ်နိုင်ငံပေါ့နော်ဒီ Venice ကနိုင်ငံတစ်နိုင်ငံအနေနဲ့တည်ရှိတဲ့အချိန်တော့ဒါသူ့ရဲ့မြို့လေကောင်လို့သတ်မှတ်လို့ရပါဘောနော်ဒီမှာဒါနိုင်ငံရေးပြီးရင်ဒီမှာဘာသာရေးနဲ့ပတ်သက်တဲ့ပွဲတော်တွေဒီမှာလုပ်တယ်ပေါ့နော်ဒါကတော့ခေါင်းလောင်းတိုင်ပေါ့အပေါ်ကနေပြီးတော့ခေါင်းလောင်းတီးတာပါဒီနေရာရဲ့တက်တန်းနှစ်ပေါင်း1000လောက်ရှိပြီပေါ့နော်နှစ်ပေါင်း1000ကျော်ရှိပြီလားဟိုရှေးဟောင်းအဆောက်အုံတွေပေါ့ဒါတွေကဒါအရင်တော့ဆိုရင်ဒါ Venice ကဆိုရအဆောက်အုံပေါ့ဒါ Palace ပေါ့နန်းတော်ပေါ့အစိုးရနန်းတော်လို့ခေါ်တယ်ဒါအခုတော့ဒါ museum ဖြစ်နေပြောင်းလိုက်တာအခုကျွန်တော်လာတာနည်းနည်းနောက်ကျနေပြီဆိုတော့ဒါပိတ်သွားပါပြီဝင်လို့တော့မရတော့ဘူးပေါ့နော်တော်တော်လေးကိုအေးချမ်းပါတယ်ဒီညာမိုက်ပါတယ်တေးဒီဟာကတော့အတောင်ပံပါတဲ့ချင်းသိဒါအရင်တော့ Venice ကသင်္ကေတအနေနဲ့တည်ရှိတာပေါ့တော်တော်လေးကိုလှပါတယ်တော်တော်လေးကိုအေးချမ်းပါတယ်နေရာလေးကရှိလိုက်ပါ